မိမတယောက်ဟာ10 ရက်တစ်ကြိမ်ကိုဝင်ဆောင်ပြီးအကြိမ်တိုင်းမတူညီတဲ့တတဝါငယ်တွေမွေးတယ်တခါတရံကြက်ပုံစံတခါတရံမြေလေးတွေဖြစ်နေရဲ့ဒါပေမဲ့ဒါတွေဟာသူ့ကလေးတွေမဟုတ်ဘူးသူ့ညီမကတားမြစ်ထားတဲ့ဆုံးတက်နဲ့သူ့အတွင်းသားတဲ့အတင်းကျပ်သွင်းထားတဲ့တနေသားတွေပါခင်ပွန်းကသူမဆက်တိုက်မွေးနေတာကိုမြင်တော့တစ္ဆာဖောက်တယ်လို့မှတ်ယူရဲဘလို့ရှင်းပြမယုံဘူးနောက်ဆုံးတရိษံလေးမွေးတဲ့အခါစိတ်ထိခိုက်သွားတယ်မွေးကင်းဆက်မြေကိုသူမပါဇက်ထဲအတင်းထည့်လိုက်တယ်ဒါတင်မကညစ်ပတ်တဲ့ကော်ဘလင်တွေကိုအုပ်စုလိုက်ခေါ်ပြီးအရှက်ရစေတဲ့သူ့ညီမကိုဖက်ပြီးထွက်သွားတာကိုကြည်ရင်ကျန်အိမ်ပြန်ရောက်တော့သူဆေးညွန့်တိုင်းဆေးတောက်တယ်ဒါပေမဲ့နှာခေါင်းသွေးကိုတိုင်းမော်ဆရာစီကိုပြေးပြီးဆေးကူးသားမှုခံယူတယ်နောက်ဆုံးဆေးဆရာကရှင်းပြတယ်မင်းပြဿနာကမင်းရဲ့ကြားအင်္ဂါမှာထိုလူကဒီတခါတော့သူကဆရာကြီးလို့ယုံပြီးငွေမြောက်များပေးကဆေးဝယ်တောက်တယ်နှစ်ပကြာမှာသူ့ကိုခန္ဓာထိခိုက်ပျက်စီးသွားတယ်သမားတော်ကဆေးညွန့်စစ်ကြည့်တော့အားဆေးပြင်းစားတွေပါနေတာတွေ့ရတယ်အရင်ကကလေးမရတာပဲရှိပေမဲ့ခုတော့ဆေးတွေကြောင့်နောက်ဆက်တွဲပြဿနာအသစ်တွေထပ်ဖြစ်လာတော့တယ်